အိုဆူကလစ်ကိုရတယ်အလုံးမဲမင်္ဂလာပါရှင်ဒီဒီခါရနမို့တို့တဲကိုသွားတဲ့လမ်းမှာပေါ့နော်ဒါလမ်းမှာငှက်တွေကိုတွေ့တာပါအပင်မှာငှက်တွေအများကြီးပဲဒါငှက်မပြည့်ရဆိုပြီးတော့လဲတတ်မှတ်ထားရပေါ့နော်အခုနမ်းမို့တော့တဲကိုသွားတာကြတော့ထင်းသွားယူတာပေါ့နော်အပြန်လမ်းမှာထင်းပုံပေါ်မှာဗိုက်ချလို့ဆိုပြီးတော့ပါလာတဲ့ငပြင်းလေးကိုတီးဖြော်ထားတာနေတယ်ဒါချင်မော်ရွက်ရိုးရိုးဟင်းဂျူလေးပေါ့နော်ချင်မော်ဟင်းဂျူလေးရဲ့ဒါကတော့အမကြီးကြော်ပြရပါတော့ကစွန်းရဲ့ကြော်ဒါကစွန်းရဲ့ကြော်နဲ့ထမင်းစားမယ်နော်အခုလိုမျိုးတဲသွားလေတဲ့အချိန်ဖြစ်ပြန်လာတဲ့အချိန်ဖြစ်အဲ့လိုလေစီးရင်ဖြစ်ပေါ့နော်နောက်မှတော့အတွက်ကထမင်းစားရင်ဟင်းမပါပြီမဲ့ဒီလိုမျိုးလေးစားရရင်ထမင်းမြင်တယ်